ကျောင်းမှာ10နှစ်လောက်သင်ပြီးတော့ဘာလို့အင်္ဂလိပ်လိုမပြောနိုင်ရတာလဲကျွန်တော်တို့ပြီးခဲ့တဲ့ဗီဒီယိုတုန်းကဆရာ AJ ဟုတ်ရဲ့ကျောင်းသူ Glass အကြောင်းပြောခဲ့တယ်နော် Glass ကစာရန်စူးစမ်းပေမဲ့အင်္ဂလိပ်လိုပြောရင်တော့လုံးဝအဆင်မပြေခဲ့ဘူးအဲ့ဒီတော့ကျွန်တော်ပြောခဲ့တယ်ဒါ Glass ရဲ့အဖြစ်မဟုတ်ဘူးနီးစနစ်ရဲ့အဖြစ်လို့ဒီနေ့မှာတော့ကျွန်တော်တို့အဲ့ဒီနီးစနစ်ရဲ့အဖြစ်ဆိုတာပါလေကျွန်တော်တို့ငယ်ငယ်ကလေးကတက်ခဲ့တဲ့ကျောင်းတွေမှာဘာတွေမှားယွင်းနေတယ်လဲဆိုတာကိုအသေးစိတ်ခွဲစိတ်ကြည့်ကြပါမယ်ဒါဟာ Effortless English စာအုပ်ရဲ့ Chapter 2 The Problem with Schools ကျောင်းတွေရဲ့ပြဿနာဆိုတဲ့အပိုင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုမစခင်မေးခွန်းလေးတစ်ခုမေးပြစီမိတ်ဆွေတို့အင်္ဂလိပ်စာလေ့လာရတာကိုပျော်လားဒါမှမဟုတ်အင်္ဂလိပ်စာသင်ရတာပြင်းစရာကောင်းတဲ့စိတ်ဖိစီးမှုများတယ်လို့ခံစားရလားအင်္ဂလိပ်လိုပြောရမယ်ဆိုရင်မှားကြောက်ပြီးတော့ရင်တုန်နေတော့မယ်လားတကယ်လို့အဖြေကမပျော်ဘူးကြောက်တယ်ဆိုရင်ဒီဗီဒီယိုကမိတ်ဆွေအတွက်ပါပဲဘာလို့လဲဆိုတော့မိတ်ဆွေတယောက်တည်းဒီလိုဖြစ်နေတာမဟုတ်လို့ပါ AJ ဟုတ်ရဲ့ဂျပန်ကျောင်းသူတယောက်ရှိခဲ့ဘူးတယ်သူ့နာမည်ကစိတ်ခိုတဲ့တနေ့မှာစိတ်ခိုက AJ ကိုရင်ဖွင့်တယ်ဆရာကျမအင်္ဂလိပ်စာကိုမုန်းတယ်တဲ့စဉ်းစားကြည့်နော်ဘာသာစကားတစ်ခုကိုလေ့လာနေတဲ့သူကအဲ့ဒီဘာသာစကားကိုမုန်းနေပါတယ်တဲ့သူကဆက်ပြောတယ်အင်္ဂလိပ်စာလေ့လာရတာအရန်ပြင်းစရာကောင်းတယ်အရန်စိတ်ဖိစီးမှုများတယ်ပြီးတော့ native speaker တယောက်နဲ့စကားပြောရမယ်ဆိုရင်ချက်ချင်းဆိုသလိုရင်တွေတုံးပြီးကြောက်လာတယ်တဲ့ AJ ဟုတ်ကဒီအခြေအနေကိုနာမည်တစ်ခုပေးလိုက်တယ်အဲ့ဒါကတော့ English trauma အင်္ဂလိပ်စာကြောင့်ရတဲ့စိတ်ဒဏ်ရာပါပဲ trauma ဆိုတာပြင်းထန်တဲ့ဒဏ်ရာဗျလူတွေကအင်္ဂလိပ်စာလေ့လာတာကိုပျော်စရာလို့မမြင်တော့ပဲစိတ်ဒဏ်ရာတစ်ခုယောဂဆိုးတစ်ခုလို့မြင်လာကြတာဝမ်းနည်းစရာအရန်ကောင်းပါတယ်ဒါပေမဲ့ဒါဟာစိတ်ကိုတယောက်တည်းဖြစ်နေတာမဟုတ်ပါဘူးကဘာအနှံ့ကကျောင်းသားတွေအားလုံးနှိပါခံစားနေရတဲ့ကက်ယောဂဆိုးကြီးပါခဲဒါဆိုရင်ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆရာဝန်တယောက်ကယောဂကုဖို့ဆိုရင်အရင်ဆုံးယောဂအဖြေရှာ diagnosis လုပ်ရတယ်လို့ပဲကျွန်တော်တို့လည်းအင်္ဂလိပ်စာမရတဲ့ပြဿနာကိုအဖြေရှာကြည့်ရအောင်အဓိကတရားခံကတော့ကျောင်းတွေပါပဲပထမဆုံးနဲ့အထင်ရှားဆုံးပြဿနာကတော့ကျောင်းတွေမှာသုံးနေတဲ့ grammar translation method ဆိုတဲ့နည်းစနစ်စိုးကြီးပါပဲနာမည်ကကြောက်စရာကြီးဗျ grammar ဆိုတဲ့တရားစည်းကမ်းနေနဲ့ translation ဆိုတဲ့ဘာသာပြန်ခြင်းကိုပေါင်းစပ်ထားတာဒီနည်းစနစ်မှာဘာလုပ်လဲဆိုတော့အင်္ဂလိပ်ဘာသာစကားကြီးတစ်ခုလုံးကို grammar formula တွေဖြစ်ပြောင်းပြလိုက်တယ်ပြီးတော့အဲ့ဒီ formula တွေကိုအလွတ်ကျက်ခိုင်းတယ်ဒါတွေမကသေးဘူး formula တိုင်းမှာချွင်းချက် exception တွေရှိတယ်အဲ့ဒါတွေကိုပါထပ်ကျက်ခိုင်းတယ်တကယ်တမ်းလက်တွေ့စကားပြောတဲ့အခြေအနေကိုမြင်အောင်ကြည့်ပါနိုင်ငံခြားသားတစ်ယောက်ကကိုမေးခွန်းမေးလိုက်ပြီကိုကပြန်ဖြေဖို့စဉ်းစားတဲ့အချိန်မှာ present perfect tense သုံးရမလား past tense သုံးရမလား verb က s ပါလားမပါလားဆိုတာတွေကိုလိုက်စဉ်းစားဖို့အချိန်ရပါမလားမရပါဘူးအဲ့ဒီလိုလိုက်စဉ်းစားနေရင်စကားကပြောလို့မထွက်တော့ဘူးဒါကြောင့်ဒီနည်းစနစ်ကစောင့်မွေးပွဲဖြေဖို့လောက်ပဲအသုံးဝင်ပြီးတော့တကယ်စကားပြောဖို့အတွက်ကြတော့လုံးဝအသုံးဝင်ပါဘူးတချို့ကျောင်းတွေကပြောကြတယ်ကျွန်တော်တို့ကျောင်းမှာ communication activities စကားပြောလေ့ကျင့်ခန်းတွေပါပါတယ်တဲ့ဒါပေမဲ့တေချာပြန်ကြည့်လိုက်တော့ကျောင်းသား2ယောက်ကိုအုပ်စုခွဲကြည့်ရအောင်ဖတ်စာအုပ်ထဲကစာတွေကိုတယောက်တစ်လက်ဖတ်ခိုင်းတယ်ဒါမှမဟုတ်စာရွက်ထဲကမေးခွန်းတွေကိုဖြေခိုင်းတယ်ဒါဟာစကားပြောတာမဟုတ်ပါဘူးစာဖတ်ပြနေရပါဒါဟာတဘာဝမကြပါဘူးဒါကြောင့်ကျောင်းသားတွေကစာသင်ခန်းထဲမှာသာစကားပြောသလိုရှိပေမဲ့အပြင်ရောက်ရင်ပါဇက်ပိတ်နေကြတာဖြစ်ပါတယ်နောက်ထပ်ပိုနက်ရှိုင်းတဲ့ပြဿနာတစ်ခုရှိပါသေးတယ် AJ ဟုတ်ကဒါကို the hidden curriculum လို့နာမည်ပေးထားတယ်ဒါကကျောင်းတွေကကျွန်တော်တို့ကိုစာသင်ပေးရင်းနဲ့မတိမတာကောင်းနဲ့ရိုက်သွင်းပေးလိုက်တဲ့အကျင့်ဆိုးတွေပါနံပါတ်1 passivity ငြိမ်နေခြင်းကျောင်းသားဆိုတာခုံမှာငြိမ်လေးထိုင်နေရမယ်စကားပြောတာနားထောင်ရမယ်မှတ်စုတွေလိုက်ကူးရမယ်ဒီလိုငြိမ်လေးနေရတာများလာတော့စွမ်းအင်ဆိုတဲ့ energy တွေကျလာမယ်အာယုံစိုက်မှုတွေလျော့လာမယ်တကယ်တမ်းစကားပြောတယ်ဆိုတာ active ဖြစ်ရမယ်အရာပြတစ်ဖက်လူနဲ့ interact လုပ်ရမယ်အရာကိုငြိမ်လေးထိုင်ပြီးသင်နေမှတော့ဘယ်လိုလုပ်တတ်မလဲနံပါတ်1အချက်အနေနဲ့ one right answer အဖြေမှန်တစ်ခုတည်းတဲ့ကျောင်းမှာကမေးခွန်းတစ်ခုမေးရင်အဖြေမှန်တစ်ခုပဲရှိတယ်
အဲ့ဒီအဖြေကဆရာလိုချင်တဲ့အဖြေစာအုပ်ထဲကအဖြေဖြစ်ရမယ်ဒါပေမဲ့လက်တွေ့အင်္ဂလိပ်စကားပြောမှာကအဖြေမှန်တစ်ခုတည်းမရှိဘူးဗျတခါတလေ native speaker တွေကအတိတ်အကြောင်းပြောရင်တော့ present tense တွေသုံးပြီးပုံပြောသလိုပြောကြတာရှိတယ်။ကျောင်းကသင်ထားတဲ့အဖြေမှန်တစ်ခုတည်းရှိရမယ်ဆိုတဲ့စိတ်ကြောင့်ကျွန်တော်တို့ကပြင်ပလောကမှာပြောရမှာကြောက်နေကြတာ။နံပါတ်3 fear of mistakes အမှားလုံးမှာကြောက်ခြင်းဒါကအဆိုးဆုံးပဲ။ကျောင်းတွေကစာမေးပွဲတွေအမှတ်ပေးစနစ်တွေနဲ့ကျွန်တော်တို့ကိုချင်းချောက်ထားတယ်။အဖြေမှားရင်အမှတ်လျော့မယ်။အပြစ်ပေးခံရမယ်။ကျောင်းသားတွေကအမှားလုပ်တယ်ဆိုတာမကောင်းတဲ့အရာလို့မှတ်ယူသွားကြတယ်။ဒါကြောင့်စကားပြောခိုင်းရင်မပြောရတော့ဘူး။မှားမှကြောက်လို့တကယ်တမ်းကျတော့ native speaker တွေတော့ grammar တွေမှားပြောကြတာပဲသူတို့က grammar မှန်ဖို့အတွက်ဆက်သွယ်ပြောဆိုဖို့ communicate လုပ်ဖို့ပဲအဓိကထားကြတာပါမိတ်ဆွေတို့စဉ်းစားဘူးလားဒီနည်းစနစ်ကြီးကမအောင်မြင်မှန်းသိရနဲ့ကျောင်းတွေကဆရာတွေကဘာလို့ဆက်သုံးနေကြတာလဲ AJO ပြောပြတဲ့ dirty secret အမှောင်ဖုံးနေတဲ့လှုပ်ဝက်ချက်ကတော့ဒီနည်းစနစ်တွေကကျောင်းသားတွေတက်မဟုတ်ပဲဆရာတွေအတွက်သက်တောင်လုပ်ထားတာမို့လို့ပါ textbook ကြီးကိုကိုင်းပြီးတော့ဖတ်ပြရတာကဆရာတွေအတွက်အလုံးမရှုပ်ဘူးလေ lesson plan တွေအသစ်ဆွဲကြမလို့တော့ကျောင်းသားတွေကိုခုံမှငိမ့်ငိမ့်လေးထိုင်ခိုင်းထားတာကထိန်းရလွယ်တယ်တက်ကြွနေတဲ့ကျောင်းသားတွေကိုသင်ရတာပိုပင်ပန်းတယ်လေ AJO ကတော့တချို့ဆရာတွေကို teachers လို့တော့မခေါ်ချင်ဘူး textbook readers ဖတ်စာကိုဖတ်ပြသူတွေလို့ပဲခေါ်ချင်တယ်တဲ့နောက်ပြီး AJR ထိုင်းနိုင်ငံမှာစတင်တော့အဖြစ်အပျက်တစ်ခုရှိခဲ့တယ်သူ့အတန်းလေးကကျောင်းသားတွေကိုအမှတ်ကောင်းတာများနေလို့ဆိုပြီးကျောင်းအုပ်ကြီးကခေါ်ပြောတယ် AJ ခမရကျောင်းသားတွေကိုအမှတ်လျှော့ပေးပါကြာရှုံးနေသူများအောင်လုပ်ပေးပါတဲ့ဘာလို့လဲဆိုတော့ကျောင်းတွေကကျောင်းသားတွေကိုအဆင့်ခွဲချင်တာဟုတ်လူတိုင်းတော်နေရင်သူတို့အဆင့်ခွဲလို့မရတော့ဘူးလေဒါဟာကျောင်းသားတွေရဲ့တိုးတက်မှုထက်စနစ်ရဲ့လိုအပ်ချက်ကိုဦးစားပေးနေတယ်ဆိုတာပါပဲဒီတော့ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲသတင်းကောင်းကတော့အခုခေတ်ကြီးမှာကျွန်တော်တို့အကြောင်းကိုပဲအားကိုးစရာမလိုတော့ပါဘူး internet ရှိတယ်နည်းပညာရှိတယ်ကျွန်တော်တို့ကိုယ်တိုင် independent learner လွတ်လပ်စွာလေ့လာသူဖြစ်ပြောင်းလဲလို့ရနေပါပြီမိတ်ဆွေအနေနဲ့အခုချိန်မှာအင်္ဂလိပ်လိုမပြောနိုင်သေးတာကြောက်နေတာတွေကမိတ်ဆွေညံ့လို့မဟုတ်ပါဘူးနှစ်ပေါင်းများစွာမှားယွင်းတဲ့နည်းစနစ်တွေအမားမလုပ်ရဘူးဆိုတဲ့အယူအဆတွေနဲ့ပုံသွင်းခံခဲ့ရလို့ပါအဲ့ဒီအပြစ်ရှိတဲ့ခံစားချက်တွေကိုလွတ်ချလိုက်ပါအခုကစပြီးကျွန်တော်တို့နီးလန်းအသစ်နဲ့တွားကြမယ်နောက် chapter တွေမှာ AJ ဟုတ်ကဒီ English trauma ကိုဘယ်လိုကုစားမလဲစိတ်ဖိစီးမှုမရှိဘဲအင်္ဂလိပ်စာကို effortless ဖြစ်အောင်လေ့လာမလဲဆိုတဲ့ solution အဖြေကိုပေးသွားမှာဖြစ်ပါတယ်အထူးသဖြင့် psychology စိတ်ပညာပိုင်းကိုဘယ်လိုအသုံးချရမလဲဆိုတာအရင်စိတ်ဝင်စားစရာကောင်းပါတယ်မိတ်ဆွေတို့ကကျောင်းတော်ကအင်္ဂလိပ်စာသင်ရတာဘယ်လိုအတွေ့အကြုံမျိုးတွေရှိခဲ့လဲဆရာရိုက်မှကြောက်လို့တုံနေခဲ့ရတာမျိုးတွေရှိလား comment မှာမျှဝေပေးတော့ပါအောင်နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like and subscribe လေးနှိပ်သွားနိုင်ပါတယ် Have a great day I hope to see you in the next video